ဒီ3လပိုင်းမှာဘာလို့ပေးလဲဆိုရင်ဒီ3လပိုင်းမှာ9ရက်သားသမီးတော်တော်များများကတချောင်းချောင်းဖြစ်နေတယ်နာစီချောင်းဆိုးနေမကောင်းကျမ်းမာရေးချူကြအရင်ယောဂတွေပေါ်လာယောဂအသစ်တွေဖြစ်အဲ့လိုဆရာပရိသတ်တွေကိုဆရာကအမြဲတမ်းကျမ်းမာနေတာကိုပဲမြင်ကျင်ပါတယ်ကျမ်းမာချမ်းသာနေတာကိုမြင်ကျင်တယ်အဲ့ဒါကြောင့်ဆရာဒီနေ့ဒီရရာလေးကိုပေးမှာဖြစ်ပါတယ်ဒီရရာလေးကိုဒီဗီဒီယိုတွေ့ရနေရနေစပြီးတော့စလုပ်လို့ရပါပြီနေတိုင်းပြုလုပ်ဆရာမလိုပါဘူးတရက်ထဲပဲပြုလုပ်ရမှာဖြစ်ပါတယ်နော်ဘယ်လိုပြုလုပ်အောင်လဲဆိုတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမနက်9နာရီကနေမနက်17နာရီခွဲတွင်းကိုဗုဒ္ဓမြတ်စွာဘုရားရှင်ဆရာတို့ခောက်ဆွဲပြုတ်ကတ်လူရမှာဖြစ်ပါတယ်ခောက်ဆွဲပြုတ်ဖြစ်ပါတယ်ခောက်ဆွဲအရေးလေးနဲ့ပေါ့နော်ဆရာတော့ဒီမှာပကံကနေနဲ့6သွားပြီဆိုမှခောက်ဆွဲအရေးလေးပူပူလေးကတ်မယ်မြတ်စွာဘုရားကိုတူလေးနဲ့ကြက်ဥလေးထည့်ပြီးတော့ခောက်ဆွဲပြုတ်လေးကိုကတ်မယ်ပြီးရင်ဆရာတို့ရင်နွေးချမ်းတစ်ခွက်ကိုကတ်မယ်ပြီးရင်မြတ်စွာဘုရားကိုဆရာတို့ပေါ့နော်ဆေးကတ်လူမယ်ကိုကြိုက်တဲ့ဆေးဘာဆေးနေကတ်လို့ရတယ်ပါရာစီတမောလည်းရတယ်အားဆေးလည်းရတယ်ကြိုက်တဲ့ဆေးပေါ့နော်မြန်မာဆေးလည်းရတယ်ဆေးဖြစ်ဖို့ပဲအရေးကြီးရတောက်တဲ့ဆေးနော်အဲ့ဆေးကိုလည်းမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကတ်လူမယ်နော်ကတ်လူပြီးပြီဆိုရင်ဆရာတို့ပေါ့နော်ကတ်လူပြီးပြီဆိုတာနဲ့မကတ်လူခင်မှာလဲဆရာတို့စားနဲ့ရေချိုးမယ်ရေထဲကိုစားထည့်ပြီးတော့ရေချိုးချလိုက်မယ်ခေါင်းပေါ်ကနေတကယ်လို့ကတ်လူပြီးတော့မှချိုးကျင်တယ်ဆိုလဲမကတ်လူခင်ချိုးတာတော့ပိုကောင်းတယ်ကတ်လူပြီးမှချိုးလဲရတယ်ဒီရတရားကိုကတ်လူတော့မဲ့အချိန်မှာနော်ဆရာရေတစ်ခွက်ထဲကိုစားထည့်လိုက်ပထမဦးဆုံးတစ်ခွက်မှာစားနဲ့ရေနဲ့ကိုနည်းအဲ့လိုမျိုးဟိုအရေးပြောအောင်လုပ်ပြီးတော့မှချိုးလိုက်ဖျားစေးတရားစေးတန်ခါစေးဆိုပြီးတော့ချိုးလိုက်နော်ချိုးပြီးသွားပြီဆိုတာနဲ့ဆရာတို့ဒီရတရားကိုပြုလုပ်လို့ရပြီနော်ပြီးရင်ဆရာတို့ဂုံတော်9ပါးကို17ခေါက်ရွတ်မယ်နော်24ပစ္စည်းအကျင့်ကို17ခေါက်ရွတ်မယ်ရွတ်ပြီးပြီဆိုတာနဲ့စူတောင်းရမှာတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုနော်ဆရာတို့96ပါအနာယောဂကင်းဝေးစေပြီးတော့မှအသက်ရှည်ကျမ်းမာအနာကင်းစေမဲ့ခောက်ဆွဲပြုတ်တပကံနော်ရေနွေးချမ်းတစ်ခွက်စီမီတတိုင်ကိုကတ်လူပူဇော်ပါတယ်ကတ်လူရသောစေတနာတရားတရားမြတ်တာအကျိုးများကြောင့်တပည့်တော်ဒီရတရားပြုလုပ်တဲ့နေ့ကနေစပြီးတော့နော်96ပါအနာယောဂကင်းဝေးပါစေအသက်ရှည်ပါစေအနာမဲ့ပါစေနော်ဒီချက်မကလူနိုင်တန်းနိုင်ပြရစေဒီချက်မကသာသနာပြုနိုင်ပြရစေဆရာတို့ဆူတောင်းမယ်ဆူတောင်းပြီးပြီဆိုတာနဲ့ဒီရတရားလေးပြုလုပ်လို့ပြီးပါပြီနော်ကိုကကျမ်းမာရေးလဲကောင်းခြင်းနဲ့နောက်တစ်ခုငွေလဲဝင်ခြင်းနဲ့ဆိုရင်တော့မြတ်စွာဘုရားကိုကော်ဖီတစ်ခွက်ကပ်ပြီးတော့မှငွေဝင်ဖို့ထပ်ဆူတောင်းပါနော်ဒီရတရားကိုပြုလုပ်ပြီးပြီဆိုရင်တနေ့တာငွေဝင်ဖို့အတွက်ကော်ဖီတစ်ခွက်ကိုမြတ်စွာဘုရားကိုကပ်လူပြီးတော့မှဆူတောင်းမယ်ပြီးတော့မိမိပတ်စံအိတ်လေးကိုလက်နဲ့3ချက်ပုတ်လိုက်ပါကိုယ့်ရဲ့လက်ပတ်စံအိတ်ကိုနော်လက်လေးပေါ်တင်ပြီးတော့3ချက်ပုတ်ပြီးတော့ငွေဝင်ပါစေငွေဝင်ပါစေငွေဝင်ပါစေဆိုလက်နဲ့3ချက်ပုတ်လိုက်ပါတနေ့တာလုံးနော်အရက်10မျက်နှာအရက်10မျက်နှာအရက်4မျက်နှာနေပြီးတော့ငွေတွေဝင်လာပါလိမ့်မယ်နော်ဆရာကတော့ဒီငွေဝင်ရတရားပေးတာအနေနဲ့ကျမ်းမာရတရားပေးတာဆရာတို့ Facebook မှာ10နှစ်တိတိရှိသွားပါပြီနော်ဒီလို Facebook တွေ TikTok တွေတိတ်ပြီးတော့ခင်မစားခင်ကလေးကဆရာပရိသတ်တွေကိုရတရားတွေအမြဲတမ်းပြောပြတင်ဆက်ပေးနေတာဖြစ်ပါတယ်နော်ယုံကြည်နဲ့သာလိုက်လို့ပါကိုဗစ်ကာလာတုန်းကတော့မှဆရာဒီရတရားကိုပြုလုပ်ခိုင်းပါတယ်အကုန်လုံးနော်အသက်ဘေးကနေလွတ်မြောက်လာတဲ့လူတွေရှိတယ်နော်ဒါမိမိရဲ့ကံကြောင့်လဲပါတယ်ဆရာရဲ့ကံကြောင့်ထက်မိမိရဲ့ကံမိမိရဲ့အရင်တုန်းကအတိတ်ဘဝကပြုလုပ်ခဲ့တဲ့ကုသိုလ်ကံတွေကြောင့်မလို့ဒီဘဝမှာအသက်ရှင်ဝင်ရနေတာဖြစ်တယ်အဲ့တော့ခါကြတော့ဆရာတို့နော်ဒီဘယ်အရာပဲလုပ်လို့ကုသိုလ်ကောင်းမှုကအရန်အရေးကြီးတယ်လူတယောက်ကကုသိုလ်ကောင်းမှုလုပ်နေမှာအမြဲတမ်းလုပ်နေမှာကိုကကျမ်းမာနေမယ်ချမ်းသာနေမယ်အစဉ်ပြေနေမယ်အမြဲတမ်းရှင်လွမ်းနေမယ်စိတ်တွေပျော်ရွှင်နေမယ်အဲဒါကြောင့်ဆရာပရိသတ်တွေကိုဆရာပြောပြခြင်းဖြစ်ပါတယ်เนาะအဲ့တော့ဆရာပရိသတ်တွေအကုန်လုံးဒီရတရားလေးကိုဒီဗီဒီယိုလေးကို share ထားပေးပါမိမိရဲ့တငယ်ချင်းတွေမိတ်ဆွေတွေမိသားစုတွေကိုလည်းဒီရတရားလေးကိုပြန်လည်မျှဝေပေးပါကုသိုလ်ပြုရတရားကိုပြန်လည်မျှဝေပေးတယ်ဆိုတာကုသိုလ်လည်းရစေတယ်ငွေလည်းဝင်စေတယ်ကိုယ့်ရဲ့လူအင်ဆန္ဒတွေလည်းပြည့်ဝစေပါတယ်အဲ့ဒါကြောင့်လို့ဆရာတို့ဒီရတရားပြုလုပ်မယ်ဆိုရင်ဒီဗီဒီယိုလေးကို share ပြီးတော့မှဒီရတရားလေးကိုပြုလုပ်ဆောင်ရွက်ပေးပါကွန်မန့်မှာလည်းမိမိရဲ့နေနံကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုငွေဝင်အောင်ကျမ်းမာအောင်ဆူတောင်းပေးပါမယ်ပြီးတော့ဆရာရဲ့ဒီဘေးတင်ထူးမြောက်ဆိုတဲ့ဆရာရဲ့ page ကိုလည်း like and follow လေးလုပ်ထားပေးပါလို့ပြောချင်ပါတယ်ကဲအခု2026ခုနှစ်ထဲမှာကျမ်းမာရေးညံ့နေတဲ့သူတွေအကုန်လုံးဆရာရဲ့ messenger ကိုကြွားခဲ့ပါဆရာကျမ်းမာရေးကောင်းစေတဲ့ရတရားနဲ့ငွေဝင်စေတဲ့ရတရားကိုပြုလုပ်ပေးနေပါတယ်ရတရားရဲ့နာမည်ကရွှေစည်းကွက်ငွေစည်းကွက်ဆိုတဲ့ရတရားဖြစ်ပါတယ်ဒီရတရားမှာကျမ်းမာရေးအဲ့ရတဲ့လဲနေတဲ့သူတွေအနာနဲ့ဆေးမတွေ့တဲ့သူတွေကျမ်းမာရေးညံ့နေတဲ့သူတွေကိုဆရာကနော်အောက်လန်းပြောကရှိရင်လည်းဆရာအလကားစစ်ပေးတယ်အခမဲ့စစ်ပေးတယ်စစ်ပြီးတော့မှဆရာမရှိဘူးဆိုရင်ရတရားတွေနော်ဓာတ်ရိုက်တဲ့စစ်တွေလုပ်ပြီးတော့မှအနာနဲ့ဆေးနဲ့တွေ့အောင်ကျမ်းမာရေးကောင်းအောင်ဆရာကနော်ဆူတောင်းမြစ်တာပို့တာတွေလုပ်ပေးမှာဖြစ်ပါတယ်ပြီးတော့ရွှေစည်းကွက်ငွေစည်းကွက်ဆိုတဲ့ရတရားကိုလည်းဆရာစီမှာလာအပ်လို့ရပါတယ်ယုံကြည်နဲ့သာလာအပ်လဲပါဆရာငွေဝင်စေရမယ်ကျမ်းမာရေးတွေကောင်းစေရမယ်မိမိကိုသူများကအောက်လန်းပယောဂါနဲ့ပြုလုပ်လို့မရအောင်ထီကိုဆရာရတရားပြုလုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ဆရာပရိသတ်တွေအကုန်လုံးဆရာကိုချစ်တယ်ခင်တယ်ယုံကြည်တယ်အားကိုးတယ်ဆရာလုပ်ပေးတဲ့ရတရားကိုမှခံယူခြင်းနဲ့ဆရာနဲ့ကန်ဆက်ခြင်းနဲ့ဆရာနေတိုင်းဆူတောင်းတဲ့အထဲမှာပါဝင်ခြင်းနဲ့ဆိုရင်
ဆရာစီမှာအခုပဲ Viber တို့ Messenger တို့မှာရွှေစည်းကွက်ငွေစည်းကွက်ဆိုတဲ့လက်ပွင့်လက်ရွှင်ငွေဝင်ကန်ကောင်းစေပြီးတော့မှကျမ်းမာရေးကောင်းစေတဲ့ရတရားကိုအခုပဲလာအပ်လို့ရပါပြီရတရားအသစ်ဖြစ်ပါတယ်ပြီးတော့ဆရာစီမှာလည်းအဆောင်ရည်မွေးလေးတွေဝယ်ပြီးတော့သုံးလို့ရပါတယ်အခြေအိမ်တော်ရေးစီးပွားရေးလူမှုရေးကျမ်းမာရေးအတွက်ဆရာအဆောင်ရည်မွေးလေးတွေကိုသုံးလို့ရပါတယ်အဆောင်ပစ္စည်းတွေလည်းဝယ်လို့ရတယ်ပြီးတော့ဆရာစီမှာဘေးတွေမေးလို့ရတယ်ဇာတာစစ်လို့ရတယ်တဲတော့မေးလို့ရတယ်စိုင်းနာမည်ပေးလူနာမည်ပေးတွေလည်းမေးလို့ရပါတယ်နောက်တစ်ခုကဘာလဲဆိုရင်ဒီရတရားပြုလုပ်တဲ့နေ့မှာအမဲသားဝတ်သားနှစ်ခုလုံးလုံးဝမစားပါနဲ့ရှောင်ပါเนาะအကျိုးပေးကနန်းလေးကတော့12569ဖြစ်ပါတယ်ဒီရတရားပြုလုပ်တဲ့နေ့မှာအဖြူရောင်ဝစ်စင်တာအရန်ကောင်းပါတယ်ပို့ပြီးတော့လည်းကျမ်းမာစေတဲ့အယောင်လည်းဖြစ်သူပို့ပြီးတော့ကျမ်းမာရေးကောင်းလာစေတယ်เนาะပို့ပြီးတော့လည်းအဆင်ပြေစေတယ်เนาะပြီးတော့ကျမ်းမာရေးအရန်ဥမာညံ့နေတဲ့ထဲမှာပါရင်ဒီရတရားလုပ်ပြီးတဲ့အပြင်ဥမာမိမိအိမ်ရဲ့အနောက်ဘက်မှာရှိတဲ့လမ်းမေးခွေးလေးတွေကိုမိမိစေတနာရှိသလောက်ခွေးသာကျွေးလိုက်ပါတိတာတပတ်အတွင်းမှာပဲကိုအနာရောဂါကင်းပြီးတော့မှပျောက်ကင်းလာပါလိမ့်မယ်ဆိုတာကိုဆရာပြောချင်ပါတယ်ကဲ9ရက်သားသမီးအားလုံးရောဆရာပရိသတ်တွေအားလုံးရော96ပါအနာရောဂါကင်းဝေးပြီးကျမ်းမာချမ်းသာတဲ့အောင်မြင်တဲ့ဘဝတစ်ခုကိုရရှိကြပါစေလို့ဆရာထူးမြောင်နေဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်